ဒီလိုမျိုးလူတွေရာဝတ္ထုတွေရဲ့နောက်မှာစာတန်းပေါ်တဲ့ edit မျိုးလုပ်ဖို့ဆိုရင်တော့အရင်ဆုံးကိုယ်ရိုက်ထားတဲ့ဗီဒီယိုတစ်ခုယူပြီးရင်အဲ့ဒါကိုထောက်ပြီးတော့ duplicate လုပ်ရပါမယ်အဲဒီလိုမျိုးဗီဒီယိုနှစ်ခုရပြီဆိုရင်တော့ဒုတိယတစ်ခုကိုထောက်ပြီးတော့ overlay ပြောင်းယူပါပြီးရင်တော့ overlay ပြောင်းလာတဲ့ဗီဒီယိုကိုဖိပြီးတော့အပေါ်ဗီဒီယိုနဲ့တစ်ထပ်တည်းဖြစ်အောင်ညှိပေးရပါမယ်ပြီးရင်တော့အဲ့ဒီ overlay ပြောင်းလာတဲ့ဗီဒီယိုပဲကျွန်တော်တို့ background ထပ်ဖြောက်အောင်ဖြစ်ပါတယ်ဆိုတော့ background ပြောင်းဖို့အတွက်ဆိုရင်တော့အဲ့ဒီဗီဒီယိုပဲတစ်ချက်ထောက်ပြီးတော့ remove bg ထဲကိုဝင်မယ်ဒီမှာဆိုရင် pro ဝယ်ရသူတွေကကျတော့ auto removal နဲ့ဖြောက်လို့ရတယ်တကယ်လို့ pro မဝယ်ရတဲ့လူတွေကကျတော့ custom removal နဲ့ဖြောက်လို့ရပါတယ်ကျွန်တော်ဒီ custom removal နဲ့တစ်ချက်လုပ်ပြရပါမယ်ဒီမှာဆိုရင် background ဖြောက်မဲ့ tools က၄ခုရှိတယ်ကျွန်တော်တို့ကကိုလိုချင်တဲ့ဥစ္စာတွေကိုဆွဲမယ်ဆိုရင် brush နဲ့ဆွဲရမယ်တကယ်လို့မလိုချင်တဲ့အရာတွေပါသွားပြီဆိုရင်တော့နောက်က erase နဲ့ပြန်ဖြတ်လို့ရတယ်တကယ်လို့ premium ဝယ်ရသူတွေဆိုရင်ဒီမှာ quiz brush ရယ်ပြီးရင် quiz erase ဆိုပြီးတော့နောက်ထပ်2မျိုးရှိတယ်ကျွန်တော်တို့ဒီမှာအလွယ်လုပ်ပြအောင်ပါဆိုတော့ quiz brush နဲ့ပဲသုံးပြပါမယ်တကယ်လို့ကိုက premium ဝယ်ရတဲ့သူဆိုရင်တော့ brush နဲ့တခြားလုပ်ပြီးတော့အသေးစိတ်လေးလိုက်ဆွဲပေးရအောင်ပေါ့လေကျွန်တော်ဘာလို့ဆိုလို့လဲဆိုတာအခုပုံလာတစ်ချက်ကြည့်လိုက်ပါဒီမှာကျွန်တော်မြက်ခင်းနေအောင်ဆွဲလိုက်ပြီဆိုရင် तू ကမြက်ခင်းတစ်ပြင်လုံး auto ရွေးပြီးသွားတာပေါ့လေကိုကလိုတဲ့နေရာလေးပဲလိုက်ပြီးတော့ဖြည့်ပေးလိုက်အောင်ပဲအဲ့လိုမျိုးပဲကျွန်တော်လူဆွဲကျင်တယ်ဆိုရင်လူတစ်ကိုယ်လုံးကိုဆွဲကြမလို့အဲ့လူရှိတဲ့နေရာလေးကိုပဲရွေးပြီးလောက်လိုက်တာနဲ့ तू ကအဲ့လိုတစ်ကိုယ်လုံးကို auto ဆွဲပြီးတာပေါ့ဒီလိုကိုကလိုတဲ့နေရာလေးတွေလိုက်ဖြည့်ရမှာဆိုရင်ဖြည့်ပြီးအောင်ပဲဒါကကျွန်တော်က quick brush နဲ့လုပ်လို့ပေါ့လေတကယ်လို့ကိုက brush နဲ့လုပ်မယ်ဆိုရင်ကျွန်တော်လူဆွဲမယ်ဆိုရင်လူလက်တွေကခေါင်းတွေကအစားတစ်ကိုယ်လုံးကိုအဲ့လိုလိုက်ဆွဲနေရမှာဆိုတော့ဒါကကျွန်တော်ခုန premium ဝယ်ရတဲ့ quick brush နဲ့လုပ်လိုက်လို့ဒီမျိုးလေးထွက်လာတာပါကျွန်တော် background ဖြောက်ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာလေနေအဝိုင်းလေးကိုခဏတော့ဆောင်းအောင်ပါမယ်100ရာခိုင်နှုန်းပြည့်အထိပေါ့အဲ့ဒါမှကျွန်တော်ရွေးရတဲ့ background ကဗီဒီယိုတစ်ပုံလုံးမှာသူအပြည့်ပျောက်နေမှာပေါ့လေအခုကျွန်တော် background ဖြောက်တာက 100% ပြီးသွားပါပြီဆိုတော့ကျွန်တော်ဒီဗီဒီယိုမျိုးလေးရပါတယ်ပြီးရင်တော့အနောက်မှာစာထည့်ဖို့အတွက် text ထဲကိုဝင်ပြီးတော့ကိုရေးချင်တဲ့စာတစ်ခုကိုရေးပါမယ်ပေါင်းကတော့ကိုကြိုက်တဲ့စာတွေသုံးလို့ရပါတယ်ပြီးရင်တော့ကိုကအဲ့ဒီစာကိုဗီဒီယိုရဲ့အဆုံးထိသုံးနေတယ်ဆိုတော့အဆုံးထိဆွဲပေါ့တကယ်တော့တဝက်ထိသုံးနေဆိုရင်ကိုလိုချင်တဲ့နေရာအထိဆွဲလို့ရပါတယ်အဲ့ဆိုတော့ဒီလိုမျိုးလေးရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီလူရဲ့အနောက်မှာစာတန်းထိုးချင်တာဖြစ်တဲ့အတွက်အဲ့ဒီစာတန်းကိုထောက်ပြီးတော့ layer ထဲကိုသွားမယ်ပြီးရင်အဲ့ layer ထဲမှာ background ဖြောက်ထားတဲ့ overlay ဗီဒီယိုရဲ့အနောက်ကိုကျွန်တော်ကစာကိုပို့ပေးရပါမယ်အဲ့ဆိုတော့ကျွန်တော်တို့လူချင်းတဲ့အတိုင်းပဲဒီလူရဲ့နောက်မှာစာကရောက်သွားပြီဖြစ်ပါတယ်ဆိုတော့အားလုံးပဲလွတ်တက်ကြမယ်လို့ထင်ပါတယ်ဗီဒီယို export ထုတ်တဲ့အခါမှာကြာရင်ကျွန်တော်က resolution ကောင်းအခုပြလာတဲ့ setting လေးတိုင်းထုတ်ပေးလို့ရပါတယ်ဆိုတော့အဆုံးကြည့်ပေးရတဲ့တင်ပြတဲ့ကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျအားလုံးပဲနောက်ထပ် tutorial ရမှာပြန်တွေ့ကြပါပေါ့